ကဲဒီနေ့မှာတော့တန်ရီခြုံတော့ဖာမလေးအဲပေါ့ကောင်းမလေးကင်ပြောင်းမှာဖြစ်ပါတယ်အောင်အောင်ဆောင်တော့ကြီးလို့ပေါ့ဒီဟီးရိုးကတဲ့ဟန်ဆောင်တော့မတ်စမန်မလေးပေါ့တွားလို့ရှုပ်လို့မရအောင်တိုးရီခြုံတော့ဝင်ပလေတော့မဟုတ်တန်ရီပါခြုံထားတာမတီးလို့မေးပါဦးမဲ့အဲ့ဒီဘက်မှာအဲ့ဘိုက်ပုံနံကားတို့အဲ့ဖန်နီလို့ပါလာရင်သူတို့ဘက်ကူသူတို့အေးစင်းမစားတတ်တာလားကောက်ဖြစ်ပြနေကြတေကြဟေးတေကြဟုတ်ဘူးနော်ချစ်လို့စားတာတို့ရဲ့စားလေကတော့နည်းနည်းတော့စားတော့မဟုတ်ဘူးဒီလောက်3-4ယောက်ရှိအောင်နိုလန်ပြပါဦးနိုလန်ကတော့လှုပ်ချင်တာတဲ့လန်ပြတော့လည်းကြည်ပေးရတာပေါ့ You betray me နင်ကငါနောက်ကျော်လော်နေအဲ့ပေါ့ဓာတ်နဲ့ထိုးတဲ့လူပဲ What are you talking about ဒီလက်စလီမလည်းကောက်စားရတယ်ကိုပိုင်ကြီးကိုခြုံဘရက်ထဲကနေချောင်းပြီးတော့ကြည့်နေရအားများတော့ကိုရွန်ထွက်ပြီးဆွဲစားရမယ်ကောင်းရလားကိုပိုင်ဒီမှာနှစ်ယောက်ထက်ကောင်းနေအောင်တာရနာဖြက်တရားလာပြန်ပြီတော့ကိုပိုင်တို့တယောက်တည်းထားကြပါနဲ့တက်ဆက်လိုက်တာပိုင်ကြီးရဲ့လူစင်မမီရဲ့အရက်နဲ့ဘိုက်ပူနန်ကလက်ထက်မှာငါ့ကိုလွတ်စိတ်ချလိုက်ထားခဲ့တယ်ဗောဒီနိုလန်အဲဟုတ်ပါဘူးတို့နာမည်နိုလန်ဟုတ်ပါဘူးနင်းနာမည်ပါလဲကောင်းလေဘာမင်းနာမည်ကနာဒန်ဟုတ်တော့ဖြည်းဖြည်းပေါ့မောင်လေးရဲ့မောင်လေးကအတင်းနဲ့ဂျမ်ပရန်နေအရန်ဆိုးရပဲမောင်လေးတော့မမကတိတ်ချဖို့ကောင်းတယ်လူကွယ်တိုင်းခိုးပူရာရဲ့ရော့ဟာမမဆိုပြီးပလေးမယ်မတန်နဲ့ဒီကမမအချစ်လဲကြည့်လို့တဲ့အဲပေါ့ဟိုထားလိုက်ပါတော့ပြောရင်းနဲ့လိုးဝက်ချက်တွေပေါက်ကြကုန်တော့မဟုတ်ပြီကောင်မလေးနိုးထားဖို့ရှင်ရောက်ပြီကောင်မလေးခုမှနိုးတဲ့ခီရဲ့ဒီတန်ရောစင်ကြောကတော့နှလုံးသားကိုလာညှိနေတယ်နှလုံးသားပြောရတော့မမတော့ချစ်ပြီဆိုရင်စိတ်ဖြစ်ဝါပြစ်ရှစ်တာမဟုတ်ခွေးပြစ်နွားပြစ်ရှစ်တာဘလို့မှထိချုံလို့မရတော့တွယ်စိတ်နောက်စိတ်တွေဝင်သွားပြီမဲမြင့်အကုန်လိုက်ပြစ်မှာလာခဲ့တန်းဖိုက်ကူနံကားလိုက်ရတယ်ဒီတည်းမြအကုန်လုံးဆွဲစားပြစ်မယ်ဝယ်မာလာဖန်နီလာဒီလမ်းကြားလေးကိုလာဒီလမ်းကြားလေးမှာတွေ့မယ်လားမဟုတ်ဘူးလေမမဒီတိုင်းလေးချစ်လို့စားတာမမဒီတိုင်းပြောလိုက်တာလို့ဒီဖီလိုမှဆွဲလို့မရဘူးအတင်းနေနေကပြီးတော့ပလာပါရဲ့ကွာဒီလောက်ဖြစ်ပြနေတဲ့တိုင်အောင်စင်တုံးကမရအောင်တတ်ဟုတ်တော့ရှည်များလိုက်တဲ့အစိတ်တော်အစိတ်ရှည်ရပဲပြောချင်တာလေကကင်ထားတာတင်းအချစ်ကနေဝင်အနောက်ကနေပြီးတော့ဘက်ကလိုက်ခဲ့ကြပါလို့ဘတူးမလိုက်ဘူးဟိုလက်စလေးကဟိုထိုင်နိုင်လောက်ကနေပြီးတော့အာတီမိတ်တွေ့ချိန်ပြနေမှာတော့ကမ်းမှာကြပါစေချမ်းသာကြပါစေလိုအင်ဆန်နိုင်တလုံးတော့အပြေဆုံးကြပါစေဂျင်းတို့နှကောင်ကနောက်မှလည်းနေသေးတယ်ကဘာတွေပြန့်နေတာဒီမှာနှစ်ယောက်တကဘာတိတ်ဆောက်တော့မနိုင်ဘူးဆိုတော့ရှုံးတာပဲအေးပါတယ်ခြုံကြဟေးခြုံကြကဲတော့ခုမှကျွန်တော်တဲ့အနိုင်ရရှိတော့ရတယ်တရားနဲ့ပွဲတာပြီးသွားရဲ့ဟိုက်ပါဘယ်နှမှာတော့တိတ်နေမှမသိဘူးကဲ gameplay video တွေအများတက်ဆက်ပေးမှာမို့ကျွန်တော် channel လေးကို follow နဲ့ကူညီပေးလို့ရပါတယ်ဗျာနောက်မှပြန်တွေ့ကြမယ်နော်ပက